ဟိုကကြက်လားဩကြက်ဟဲ့လေစမိုင်းကောင်းလိုက်တာဒါလေးတော့အားရှိရဒါကလေးလေတိုက်လို့ရတယ်အားလုံးမင်္ဂလာပါဆိုတော့ bless ကိုဒီ Ramsey ရောက်လို့ရှိရင်မုံစီထဲမှာမစားဘူးလားမင်းနေလို့ဒီနေ့တော့လာလိုက်ပါပြီ bless ကအခုဘိုးစုံပက်လန်းအောင်ရောက်နေတယ်အဲ့တော့ပက်စားမယ်ပက်ကြည့်မယ်တိုက်ခဲ့ပါဟုတ်ကောင်းတယ်နိဟုတ်စမိုင်းကောင်းလိုက်တာဒါအုံးရှစ်သီးဖြော်ရေးဒီမှာဘယ်လောက်လဲမှတစ်ခွက်တစ်ခွက်တစ်ထောင်နော်ခွက်တစ်ထောင်လေးမှာတပူးတစ်ထောင်မှာဒီပါမဲသားဟဲလင်းမဲသားဟဲတပူဘယ်လောက်လဲတပူ3000ပါတပူ3000အဲ့ဒါတပူမယ်ဟိုကကြက်လားဩကြက်ဟဲလင်းတသားလေးရှိတယ်မဲသားလေးရှိတယ်အားရှိတယ်ဟုတ်တယ်တော့မသိဟုတ်ကြည့်ပြီပါဟုတ်ဒါဘယ်ရကြောဘယ်ရတော့မပဲနဲ့ဟိုတထောင်မို့အာလူလားအာလူဟုတ်ဒါတထောင်ဘူးနော်ဟုတ်ဟောထောင်ဘူး2000ပေါ့2000ဒီပါဒီပါပေါင်းလာမမကျောင်းတားနေတော့โอเคစေ အဲ့ဒါလေးကြာ Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm Hello, Ablada. But I don't know if that can erase all the past. ဒီနေ့ကဘာနဲ့ဟောဂျုံချွေဒီနဲ့ပလာတာနဲ့ဝါရလားဟောရဒီလိုပါလေးပါကြရတော့အချောင်းဘလောက်ကိုတားကြည့်နင်းရမို့မရှိရင်ဘိုက်ပူသားမျိုးနောက်နေအားမပြင်းနဲ့2000လဲကို2000ဒီမှာတနိုင်ငံလုံးမှာဒီလိုရတာနဲ့ဒီလိုထိုးထိုးမှုနဲ့ကမိုးခိုတာငါးချောင်းယူမယ်နော်โอเคမိုင်ပဲတော့ပြခောက်သွေးကြောတပွဲမစတော်ဘယ်တင်ချင်းလေးဒါဘိုးစုံမတ်ထိတ်မှာကောင်းလားမင်းသားကင်ဒါအမဲကင်တစ်ချောင်း2000နဲ့မွေးကောင်းလားနော်အစလာမလေးကိုဘိုးစုံမတ်လမ်းကိုလာပြီးတော့ဒါဝါပြေဖို့အတွက်ကိုလာပြီးဝယ်ကြပါတော့အခုဆိုတော်တော်လေးကိုစီနေ4နာရီဆိုရင်လေသူကဒီချိန်ဝါပြေချိန်ကတော့6နာရီဝန်းကျင်ပေါ့အဲ့လောက်ဖြေကြဆိုတော့အခုတည်းကလာဝယ်ကြအများကြီးပဲဒါ2နာရီလောက်ဆိုစပြီးခင်းနေပေါ့နော်မပဲတုပ်တွေလည်းပါတယ်ခောက်ဆွဲကြော်တွေလည်းပါတယ်မဲသားဟင်လေးတောက်မဲသားဒင်းစံအေးစံဇုံငါးပြီးတောက်တာဟင်လေးကနေနေတော့အရသာလေးပေါ့တယ်မလောက်ကတော့ပါပဲကိုရလေးစားတော့လေဒါလေးတော့အားရှိရဒါကလေးလေတိုက်လို့ရတယ်မဲသားမစားတဲ့လူကစက်သားလည်းရှိရဆိုတော့လေစက်သားဟင်လေခင်ဗျာစက်သားဟင်လေအမဲသားဟင်လေရှိရပါတော့ခောက်သွဲကြောကစားခြင်းနဲ့အိမ်ရောက်မှစားလို့ဆိုပြီးတော့နည်းနည်းစားလာအောင်ပဲဘူးလေးပဲရှိသေးတယ်ခင်ဗျတော့ Ramsey လာတော့ဒါ Ramsey မုံသေးတာတော့လေတလားလုံးရှိမှာဆိုတော့လေတလားလုံးဆိုတာအခုဆိုရင်တို့ကဒီ match လ20ရက်နေ့လောက်ထိတော့ရှိအောင်မှာပေါ့နော်အဲ့တော့လာစားခြင်းတဲ့သူတွေဒီမှာ2နာရီလောက်ထက်လာပြီးမုတ်ဒီပိုင်းလာဝယ်လို့ရတယ်ဒီမှာအစုံရှိရ
ဒါ bless ရိုက်တာတော့မှနည်းနည်းအများကြီးမပါသေးဘူးတော်တော်လေးကိုစုံတယ်ပေါ့နော်အရန်လဲစီရ4နာရီဆိုလူအများဖြစ်တဲ့အတွက်စောစောလာလေးပိုကောင်းလေးဖြစ်ပါတယ်အဲ့တော့ bless ဒီမှာဆက်ပြီးတော့စားလိုက်အောင်ပဲတကယ်ချင်းနေနဲ့အကြော်လေးလည်းကောင်းတယ်အကြော်လေးဆိုဟောပဲဖြစ်ရ1000မို့5ခုနော်1000 5ခုပဲရှိရအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bless Ramzan ဗီဒီယိုလေးရိုက်ပေးလိုက်ပါပြီနော်တက်တာ